ဒီမှာနော်ဓာတ်ပိုက်ချင်းရမယ်ဆိုတော့ကျွန်တော်သွားတာဟဲ့မှာသူတို့ကျွန်တော်တို့ဒီမှာတော့ဝင်ပြမယ်ဒီမှာကြည့်ဒီမှာကြည့်ဝင်နေဒီမှာကြည့်ဟဲ့လားဟောဒီမှာကုတ်လဲကြတယ်မှာ6599290နော်မာအဲ့လိုပဲဖြစ်နေနော်အဲ့လိုပဲဖြစ်နေတယ်ပထမလည်းအဲ့လိုပဲပေါ်လို့ဘန်သွားတယ်နော်လုံးဝဥစားသူတို့က2ရက်နေဟွာဖြစ်မဲ့တဲ့မဆိတ်ဝင်မဲ့တဲ့အဲ့ဒါသူမဆိတ်ဝင်နောက်နေ့တရက်လဲကြာတော့ဖုံးဆက်တယ်မဘုတ်တွေနံပါတ်တွေမေးတယ်ဖုန်းနံပါတ်တွေမေးတယ်ဘာညာအကုန်ရှောက်မေးတယ်တရားရှောက်လိုက်ပြီးတော့2နာရီအတွင်းဝင်ပါတဲ့ကျွန်တော်အလုံးမအားရကြတဲ့ကျွန်တော်2နာရီအတွင်းဝင်လိုက်တယ်နော်မရဘူးတစ်ခါဝင်တယ်မရဘူးနှစ်ခါဝင်တယ်မရဘူးနောက်သူတို့ call center ဆိုတာပါ855လားအဲ့ဒါကိုခေါ်တာလဲတခါမှအားတယ်မရှိဘူးဘာတွေလုံနေကြလဲမသိဘူးသူတို့တကယ်လို့ရတယ်ဆိုတော့ရရောမရရင်လည်းပြီးလဲပြီးတော့2နာရီမှကြော်ရင်ဘန်ပြန်သွားရမယ်နော်ဘာတွေလဲမသိဘူးနော် KB ရလဲနော်KB သုံးလဲတော်သေးတယ်ပေါ့နော်